ချို့တွေကပြောရင်အန်ယူဂျီမရှိဘာဖြစ်သွားမလဲညာမရှိလေကောင်းလေဖြစ်သွားပြီမရှိလေကောင်းလေရှိအလူခံပြီးတော့မှအရှိကနေကက်လက်ကက်လက်တိတ်နေတာပဲစောက်ဖတ်တင်တယ်ပတ်စံတွေကိုစည်ရင်းစစ်ရအောင်မယ်ငါတို့ကအမေဒေါအောင်ဆန်းစုကြည်ထွက်လာလို့လေအန်ယူဂျီရဲ့ဒီလှုပ်ဆောင်ထားတဲ့အလှုပ်ဆောင်တွေဒီကောက်ထားတဲ့ငွေအလွဲလေးဟိုမင်းအောင်လည်းအိမ်မမကျက်အကုန်လုံးလှုပ်ထားတဲ့ပေါက်ကရ8000တွေကိုအမေလက်ခံမယ်ထင်လို့လားအမေလက်ခံမှာလည်းမဟုတ်ဘူးနင်တို့စစ်မှာပဲဘာလို့ပြည်သူတွေអော်မှာပဲလေဟမ်ပြည်သူတွေអော်မှာပဲတေဘေဘောကကိစ္စကိုတေဘေဘောပြီးဖို့ပြန်ပြီးတော့မှတကယ်အပြတ်သိပ်ဖို့တဲ့စာရင်းနဲ့တေဘေဘောမှာပြီးဖို့အန်ယူဂျီကအများကြီးမျောလင့်နေတဲ့ဟာကိုမြင်လာတယ်ပေါ့နော်ဒါနင်တို့တဲမှာဝင်နေတဲ့လူနော်ဒါတစ်ချက်နံပါတ်2ချက်ဟုတ်လားဟိုပန်ဆယ်လိုနဲ့ဟနေတဲ့အဟာတွေကိုထောက်ပြတဲ့လူတိုင်းကိုပက်ဆက်ပြောတာဆိုတော့ပန်ဆယ်လိုနဲ့ငွေရေးကြေးရေးအသွားအလာမှာဟာတဲ့ဟာတွေရှိတယ်ဆိုတော့ဟာတဲ့ကိစ္စနဲ့ပတ်သက်တာဥမာငွေရေးလွဲတာတို့ဟာတဲ့ကိစ္စနဲ့ပတ်သက်ကဥမာမီလီယံဒေါ်လာ10မီလီယံလောက်ရှိတယ်ဆိုလို့ရှိရင်လေဒီ10မီလီယံလောက်ရဲ့1မီလီယံရှိတာလား2မီလီယံရှိတာလားအဲ့ဒီ1မီလီယံ2မီလီယံရဲ့ငွေရှင်းခြင်းကလေဒေါ်လာ1000နဲ့ရှိတယ်လေဆိုတော့10မီလီယံလောက်ကိုသူရှင်းခြင်းလုပ်တယ်ဆိုလို့ရှိရင်သူ့အတွက်3သိန်းလောက်ကသူ့အိတ်ထဲဝင်သွားပြီဆိုတော့ဒီရှင်းခြင်းတွေမှာဟာတဲ့ငွေရေးကြေးရေးကိုပေါ်တင်ပြောတဲ့ခါကျလို့ရှိရင်ဒါအဲ့ဒီလူတွေကိုအသက်တေတဲ့အထိကိုချင်းချောက်တဲ့ဟာတွေကိုအုပ်လိုက်တင်းလိုက်ဝင်းကိတ်တာကိုကျွန်တော်တို့လက်မခံနိုင်ဘူးတဲ့နံပါတ်1နော်နံပါတ်3ရှေ့ရော comment ပြောပြီး UNG ရဲ့အပေါ်က statement ထုတ်တယ်အောက်ကဒီပကဖ MOD တွေကအမားလုပ်တယ်အပေါ်က statement ထုတ်တယ်အောက်ကလူတွေအမားလုပ်တယ်အပေါ်က statement ထုတ်တယ်အောက်ကလူတွေအမားလုပ်တယ်အမားလုပ်တာတိတိနဲ့ကြော်သွားတယ်ပေါ့နော်ရစ်ပြီး remote control နဲ့ရစ်လိုက်တယ်ဘာလို့ဆိုမျက်နှာတိရဟင်းဖတ်ပါအဲ့ဒါကိုကျွန်တော်တို့မကြိုက်ဘူးဘတ်ဂျက်ခွဲတဲ့အခါကျလို့ရှိရင်တော့ဒါအားလုံးကိုညီတူညီမျှခွဲပြီးဒီဘတ်ဂျက်ကိုပြန်လဲစစ်ဆေးတဲ့အခါကျလို့ရှိရင်မစစ်ဆေးနိုင်ဘူးဥမာဘတ်ဂျက်မှာဒီပြည်သူလူထားတဲ့လူအလူငွေတွေကိုပစ္စည်းပဲတစ်ခုပေါ့ဒါစစ်ခွေးစီပဲတစ်ခုပါသွားတယ်ပေနေရာမှာအဆုံးချုပ်အပျက်စီးဘယ်နှခုရှိတယ်เนาะဘယ်ဟာတော့ဘလောက်သွားလိုက်တယ်အပျက်စီးကဘလောက်ဘယ်ဟာအရင်ဘယ်ဟာကြမ်းပါတယ်ဆိုတော့ဟာတွေကိုထပ်ပြီးတော့မှထပ်ပြီးတော့မှသူတို့မရှင်းပြဘူးပေါ့အားရမျိုးတွေသူတို့မကြိုက်တဲ့အချက်ကလေးတွေဒီ၄ချက်၅ချက်လောက်လေးအများမဟုတ်ပဲနဲ့၄ချက်၅ချက်လောက်လေးပဲကိုတယောက်တစ်ပတ်ဒီတယောက်ကလည်းဒီအချက်ပဲပြောတယ်နောက်တယောက်ကနောက်ချက်ပြောတယ်တကယ်ရှိတာအားလုံးခြုံငုံပြီးတွက်လိုက်လို့ရှိရင်အချက်က3 4 5ချက်လောက်ပဲရှိတယ်မကြိုက်တဲ့အချက်ကအများဆုံးမကြိုက်တဲ့အချက်ကတကယ်လက်ချိုးရင်3 4ချက်ပဲရှိတယ်ဒါကို UNG ဒီ3 4 5ချက်လောက်ကလေးတောင်မှကိုလူတွေကိုညှိနေလေးနဲ့ UNG ကကျွန်တော်တို့ဒါလေးပြုပြင်ပြောင်းပေးမယ်ဟိုဟာလေးကိုညှိပေးမယ်ဒီလာလေးညှိပေးမယ်မပြောဘဲနဲ့တော်လိုင်းပြီးရှင်းပေးမယ်လောလောဆယ်နေအောင်တိတ်ဆိုတော့